ဒီကနေ့မှာတော့ Mnet member တွေက Mnet ကိုကူညီတောင်းခံခဲ့ပြီးတော့ Mnet ကနေပြီးတော့အဆင်ပြေအောင်ကူညီပေးခဲ့တဲ့သတင်းတွေကိုတင်ပြမှာဖြစ်ပါတယ်။မင်္ဂလာပါခင်ဗျာအပတ်စဉ်ကြာတာပရိနေကြရင်တင်ဆက်နေကြဖြစ်တဲ့ Mnet News စာနေပြီးတော့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဘက်မှာတော့ Mnet ဖွဲ့ဝင်တွေက Mnet ဘာဘာဝင်တဲ့ help request ဆိုတဲ့ခလုတ်ကိုနှိပ်ပြီးတော့ကြုံတွေ့နေရတဲ့အခက်အခဲလေးတွေကိုကူညီတောင်းခံတဲ့နေရာမှာ Mnet ကနေပြီးတော့အဆင်ပြေအောင်ဖြည့်ရှင်းပေးခဲ့တဲ့အကြောင်းလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ပထမအကြောင်းအရာတစ်ခုကတော့ Mnet မှာ member ဝင်ထားတဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်သူကိုညံဟာအလုံးမှာနှုတ်ထွက်ပြီးတဲ့နောက်ပိုင်းမှာလောက်ခလာစာ6ရက်နဲ့ uniform ပြန်လည်အနှံငွေစုစုပေါင်းဘတ်4400ကိုအလုပ်ရှင်ဘက်ကပြန်လည်ပေးချေဖို့အတွက်ညှင်းဆိုခြင်းကိုခံခဲ့ရပါတယ်အလုပ်ရှင်ဘက်ကမန်နေဂျာကအဆိုပါငွေများကိုအလုပ်သက်စာလျှောက်ထားရန်အတွက်ထိန်းသိမ်းထားခြင်းဖြစ်ကြောင်းအကြောင်းပြခဲ့ပေမဲ့ကိုညံကတော့အလုပ်သက်စာကိုမိမိကိုယ်တိုင်ရယူပြီးဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။အဲဒါကြောင့်မလို့ Mnet ကလိုအပ်တဲ့အကြံဉာဏ်များကိုပေးပြီးတဲ့နောက်ပိုင်းမှာပြဿနာကိုဖြေရှင်းနိုင်ခဲ့ပါတယ်။ကိုညံက၎င်းရဲ့လောက်ခလာစာငွေ6ရက်စာနဲ့ uniform အနှံငွေစုစုပေါင်းဘတ်4400ကိုရက်ပိုင်းအတွင်းမှာအပြည့်အဝပြန်လည်ရရှိခဲ့တယ်လို့သိရပါတယ်။ဒုတိယအကြောင်းအရာကတော့ Mnet အဖွဲ့ဝင်ကိုဝေရန်ကအလုပ်လုပ်ခွင့်လက်မှတ်တက်တန်းတိုးရန်အတွက်ဝန်ဆောင်ကဘတ်12500ကိုပေးချေခဲ့ပြီးတော့သက်ဆိုင်ရာပြည်စာကိုလည်းလက်ခံရရှိခဲ့ပါတယ်။အဲ့ဒီအချိန်မှာ Mnet မှာအကူအညီတင်ခဲ့ပြီးတဲ့နောက်မှာ Mnet ကချိတ်ဆက်ပြီးတော့ကိစ္စရပ်ကိုစုံစမ်းဆောင်ရွက်ပေးခဲ့ပါတယ်။ agent ဘက်ကလည်းလျှောက်ထားမှုတွေကဆောင်ရွက်ဆဲဖြစ်ပြီးတော့ခွင့်ပြုမိန့်အချို့နှောင့်နှေးနေကြောင်းကိုပြန်လည်ရှင်းလင်းခဲ့ပါခင်ဗျာ။ဒီနေ့မှာတော့ Mnet ကကူညီပြီးတော့ညှိနှိုင်းဆောင်ရွက်ပေးခဲ့တဲ့ဖြစ်စဉ်များကိုတင်ဆက်ပေးခဲ့တာဖြစ်ပြီးတော့အဆင်ပြေတဲ့ရလဒ်များကိုရရှိခဲ့တာကိုဝမ်းသာစွာနဲ့မျှဝေပေးလိုက်ပါတယ်ခင်ဗျာနောက်ရက်ဒီမှာလည်းထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့မြန်မာတွေအတွက်ကိုအကျိုးရှိစေမဲ့သတင်းအချက်အလက်များနဲ့ကူညီပံ့ပိုးပေးတဲ့ဖြစ်ရပ်များကိုဆက်လက်တင်ပြပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့စောင့်မျှော်ကြည့်ရှုကြပါအောင်လို့ဖိတ်ခေါ်ပါတယ်ခင်ဗျာအားလုံးပဲအခုသတင်းလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အများကြီးကျေးဇူးတင်ရှိပါတယ်နောက်တစ်ပတ်ဂျာတာဘရင်းနေမှာလည်းဘယ်လိုသတင်းဦးသတင်းထူးတွေကိုစီစဉ်တင်ဆက်အောင်မလဲဆိုတာစောင့်မျှော်ကြည့်ရှုကြဖို့ဖိတ်ခေါ်ရင်းနဲ့ဒီတစ်ပတ်သတင်းစီစဉ်လေးကိုဒီတင်ရနာခွင့်ပြုပါခင်ဗျာအားလုံးပဲမင်္ဂလာရှိသောနေ့ရက်လေးကိုပိုင်ဆိုင်နိုင်ကြပါစေMnet, your social partner.